ပြင်ကန်ကနေစက်သားဟင်းနဲ့မွေးမွေးလေးတွေထွက်လာတော့အတွင်းခန်းထဲကဘိုင်းရွှေအားတယောက်တည်းမျိုးချလိုက်တံကိုကျွန်တော်ကြားလိုက်ရပါတယ်အနံ့ကရမ်းမွေးတာပဲဒါစက်သားချက်ထားတဲ့အနံ့မလားဟင်ညီမအသားမစားရတာအရမ်းကြပြီရှောက်မတွေးနဲ့ဦးဒါတွေကလင်းယောက်ကြားစားဖို့ပဲဖြစ်မှာပါကျမတို့ကန်ကောင်းရင်စံပြုတ်ရည်လေးနေတော့တောက်ရမှာပါသူတို့စကားပြောလို့မဆုံးခင်မှာပဲကျွန်တော်ဟာမူရောစပါးသမင်းနဲ့တောချက်သားဟင်းပန်းကန်ကြီးကြီးကိုတဲပြီးအခန်းထဲဝင်လာခဲ့လိုက်တယ်ဘာတွေစောင့်နေကြတာလဲလာစားကြလေဘိုင်းမစားကြဘူးလားဘိုင်းရွှေအားကကြောက်ကြောက်လန့်လန့်နဲ့နားတို့လာပြီးပန်းကန်လုံးအောက်ခြေမှာသမင်းနဲ့လေးရဲထည့်ပြီးတော့အခန်းထောက်မှာသွားထိုင်ရှာတယ်ယူဆောင်ချန်ကလည်းသမင်းနဲ့ပဲခူးပြီးသူမဘေးမှာသွားကထိုင်နေဒါကိုမြင်တော့ကျွန်တော်စိတ်တို့သွားမိတယ်အရင်ကလီဆန်းဆိုတဲ့ကောင်ကလူမဟုတ်လို့ပဲမိမတွေသမင်းစပွဲမှာမထိုင်ရဘူးဆိုတဲ့အတိတ်ပဲမရှိတဲ့စီကံကိုထုတ်ထားတာပေါ့အားလုံးစပွဲမှာလာထိုင်ကြဆန်းအရင်ကစီကံတွေအားလုံးကိုဒီနေ့ကစားပြီးဖျက်သိမ်းလိုက်ပြီးငါ့ကိုထပ်မပြောခိုင်းနဲ့မိန်းကလေးနှစ်ယောက်စလုံးလန့်သွားပြီးစားပွဲမှာချက်ချင်းလာထိုင်ကြပါတယ်ဒါပေမဲ့ခေါင်းလုံးထားကြပြီးဟင်းဝဲကသားကိုတော့မနှက်ရကြပါဘူးကျွန်တော်လည်းသူတို့ပန်းကန်ထဲကိုကြက်ပေါင်းတစ်ဖက်စီထည့်ပေးလိုက်တယ်ဘိုင်းရွှေအားကလန့်သွားပြီးလက်တွေပါတော့ရင်ကလင်းယောက်ျားကျမအသားမစားရဲပါဘူးထမင်းကြီးရဲစားရင်ရပါပြီဟုတ်ပါတယ်လင်းယောက်ျားပဲစားပါကျမတို့ဘိုင်းမစားပါဘူးကျွန်တော်မျက်နှာကိုတင်းထားပြီးအမိန့်ပေးလိုက်တယ်ငါစားဆိုရင်စားကြစမ်းမင်းညကငါဖေကအိမ်မက်ထဲမှာငါ့ကိုအပြင်းထန်လာဆူသွားတယ်ချွေးမနှစ်ယောက်ကိုနှိမ့်ဆက်နေလို့ဆိုပြီးတော့ပေါ့ငါနောက်တစ်ခါမင်းတို့ကိုထက်ရရင်ငါ့ကိုမိုးကြိုးပစ်ပါစေလို့တောင်ကျိန်ဆိုခဲ့သေးတယ်ဒီနေ့ကစားပြီးငါတို့ကမိသားစုတစ်ခုတည်းပဲငါစားရင်မင်းတို့လည်းစားရမယ်တိတ်ကအကြောင်းတွေကိုမေးပြလိုက်ကြတော့နားလေလားကျွန်တော်စကားကြောင့်ဘိုင်းရွှေအားရဲ့မျက်ဝန်းတွေမြင်မြန်းလာပြီးနှုတ်ခမ်းကိုကိုက်ကတိုးတိုးလေးမေးရှာတယ်လင်းယောက်ျားရှင့်စကားတွေကတကယ်ပဲလားဟင်ကျမတို့ကိုတကယ်ကြီးထက်မရတော့ဘူးပေါ့နော်ကျမအဝတ်ချော်ထမင်းချက်တက်ပါတယ်ပူဝါတွေကိုလည်းပန်းထိုးပြီးပိုက်ဆံရအောင်လဲပေးနိုင်ပါတယ်ကျမတို့အလုပ်စူးစမ်းပါမယ်ကျမတို့ကိုတော့နှင်မထုတ်ပါနဲ့နော်ကျွန်တော်ပြုံးလိုက်ပြီးသူမရဲ့ခေါင်းလေးကိုပုတ်တက်ပေးကဦးကြောင်ကြောင်လေးမင်းတို့ကိုငါကဘာလို့နှင်ထုတ်ရမှာလဲဒီနေ့ကစားပြီးထမင်းနဲ့အသားတွေငတ်မှာမဟုတ်တော့ဘူးငါတို့ဘဝလေးပြေလဲလာရင်မင်းတို့ကိုအဝတ်စားတစ်တွေပါချုပ်ပေးမယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲစနစ်ရဲ့ဒီပေးချက်စာသားပေါ်လာပါတယ်ဘိုင်းရွှေအားကြီးတန်ရောစင်ရမှတ်အပေါင်း30ကျွန်တော်ယူဆောင်ချန်ကိုလမ်းကြည့်လိုက်တော့သူမကဘာမှမပြောဘဲခေါင်းကုန်ပြီးထမင်းစားနေတော့မှပဲဒါပေမဲ့ပန်းကန်တွေကစက်သားတွေကိုတော့အပြေးပြေးချင်းကုန်အောင်စားနေပြီးနားရဖျားလေးတွေပါနီးမြန်းလို့နေပါတယ်ဘိုင်းရွှေအားကတော့တကယ့်ကိုငတ်မွနေပုံရပြီးကြက်ပေါင်းကိုစားပြီးတဲ့နောက်လက်ချောင်းလေးတွေကိုပါရှာနေရက်နေရှာတယ်လင်းယောက်ျားဒီအသားကရမ်းရတာရှိတာပဲကျမတက်တက်မှာဒီလောက်ကောင်းတဲ့ရာမျိုးတစ်ခါမှမစားခဲ့ဘူးကျွန်တော်ပြုံးပြီးသူမပန်းကန်တွေကိုထမင်းတစ်ဝက်နဲ့မို့တွေအများကြီးထပ်ထည့်ပေးလိုက်တယ်အရသာရှိရင်အများကြီးစားနောက်ဆိုမင်းတို့အတွက်နေ့တိုင်းအမဲလိုက်ပေးမယ်အချိန်ကြီးနဲ့ကြာလို့လယ်မြေလေးကမှဆက်ပြိုးပြီးရိတ်သိမ်းနိုင်ပြီဆိုရင်ကျုံဖြူပေါင်းမုံတွေကိုအငွေ့ထောင်းထောင်းနဲ့လှုပ်ရှားကြတာပေါ့ရွှေအားမျက်လုံးလေးတွေတောက်ပတ်သွားပြီးခေါင်းကိုအဆက်မပြတ်ညှိပြရှာပါတယ်ကျွန်တော်ကကျန်တဲ့တော့ချက်သားတွေကိုမြေအိုးရဲထည့်ပြီးအမိုးထုတ်တန်းပေါ်မှာလက်ချိတ်ဆွဲထားတဲ့အချိန်မှာပဲဘိုင်းရွှေအားကနှုတ်ခမ်းမှာစီတွေပေးလျက်နဲ့ခြေပြားထောက်ပြီးအနားကိုကပ်လာတယ်လင်းယောက်ျားဘာလို့အဲ့ဒီလောက်အမြင့်ကြီးမှာတွားချိတ်ထားတာလဲဟင်အောက်မှာပဲထားရင်ကြွက်တွေလာစားကုန်မှာဆိုလို့လားဒါဆိုညကြရင်ရှင်ပိုက်စာနေမှာပေါ့သူမကရှာလေးထုတ်ပြီးရေနွေးသွားယူဖို့အတွက်ခုံစုနဲ့ထွက်သွားပါတယ်ကျွန်တော်ကတော့အငွေ့ထောင်းထောင်းထွက်နေတဲ့တစ်သားရေကန်ကိုစပွဲပေးမှာချထားပေးပြီးမိန်းကလေးနှစ်ယောက်ကိုလန့်ခေါ်လိုက်တယ်ရှောင်းချန်ရွှေအားလာပြီးမျက်နှာနဲ့ခြေထောက်လာစေးကြောက်ရာဒီဦးတို့ကအရန်အေးတယ်အေးမိကုန်ဦးမယ်ရွှေအားကလိမ္မာစွာနဲ့အနားတို့လာပြီးအဝတ်စကိုယူကမျက်နှာတစ်ပါတယ်ယူရှောင်းချန်ကတော့ငင်းငိုင်ပြီးရက်နေတော့မယ်ကျွန်တော်မျက်ခုံးတစ်ဖက်ကိုပစ်လိုက်ပြီးဆင်းနောက်လိုက်တယ်ဘာလဲမင်းကိုငါကိုယ်တိုင်ရေချိုးပေးစေချင်လို့လားသူမချက်ချင်းရှက်သွေးဖြတ်သွားပြီးအဝတ်စကိုအညံဆွဲယူကကျေးဇူးတင်ပါတယ်လင်းယောက်ျားလို့တိုးတိုးလေးပြောရှာတယ်သူတို့နှစ်ယောက်မျက်နှာတစ်ပြီးမောကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်အံ့ဩမင်တက်သွားရပါတယ်သူတို့နှစ်ယောက်လုံးကတကယ်ကိုထူးခြားတဲ့အလားနဲ့သမီးလေးတွေဖြစ်နေလို့ပါပဲအခုကတော့မျက်မှောက်လုံးလို့ပိန်နေကြတာပါနောက်ပိုင်းအာဟာရပြည့်အောင်ကျွေးမွေးပြီးဝါဖြိုးလာရင်ခစ်တစ်လူဖွဲ့စည်းကမင်းသမီးတွေတောင်သူတို့ကိုရှင်းနိုင်မှာမဟုတ်ပါဘူးကျွန်တော်ငေးကြည့်နေတော့မှပဲသူတို့နှစ်ယောက်လုံးပြင်ဆင်ပြီးသွားပြီးကျမ်းပြင်ပေါ်ကကောက်ရုပ်ဖြာပေါ်မှာသွားအိတ်ဖို့ပြင်ကြပါတယ်ကျွန်တော်ချက်ချင်းပဲလမ်းနာလိုက်တယ်ဘယ်ကိုသွားကြမလို့လဲကျမ်းပြင်ကအရန်အေးတယ်ဖျားနာရင်ငါမှဆေးဖို့မရှိဘူးအိယာပေါ်မှာပဲတက်အိတ်ကြအိယာကပုံနှွေးတယ်ရွှေအားကဟုတ်ကဲ့လို့လိမ္မာစွာပြန်ပြောပြီးကတင်ဆောင်ကိုကိုင်းကအမြန်တက်သွားတဲ့ယူဆောင်ချန်ကတော့ဘာလို့ရမှမသိပဲရက်နေပြီးအင်ဂျီဆကိုလက်ချောင်းလေးတွေနဲ့စုပ်ကိုင်းကအတန်းကြအောင်ငြိမ်နေမိတယ်။ဘာဖြစ်လို့လဲမင်းကိုငါကိုက်စားပြစ်မှာကြောက်လို့လားငါတကယ်ပဲတစ်ခုခုလုပ်ချင်နေဆိုရင်တော့မင်းချမ်းပြင်ပေါ်မှာပုံနေုံနဲ့လွတ်မယ်ထင်လို့လား။သူမပို့ပြီးတော့ရှက်သွားရပါတယ်တွန်းဆုပ်နဲ့နောက်ဆုံးတော့ကတင်ပေါ်ကိုတက်လာခဲ့တယ်ဒါပေမဲ့ကတင်ဆုံးလေးမှာပဲကပ်ပြီးတွန့်လိန်နေရှာကအသက်တောင်ဝဝမရှူရဲကြရှာပါဘူး။